everyone, welcome back to Jay's Lingoling. Jay's Lingoling ရဲ့ page လေးကနေအားလုံးကိုကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကတော့တောက်ကြနေလေးဖြစ်တဲ့အတွက်ပုံမြင်လေးတွေနားထောင်ဖို့အားလုံးပဲအဆင်ပြေဖြစ်နေပြီလို့မျှော်လင့်ပါတယ်ရှင်။ဒီတစ်ပတ်ဖတ်ပြပေးမယ်ပုံမြင်လေးအကြောင်းကိုပြောခင်မှာတယောက်ယောက်စီကများ not today ဆိုတဲ့စကားလေးကိုကြားပူးကြတာမသိဘူးเนาะ not today ဒီနေ့တော့မရဘူး not today ဒီနေ့တော့မရဘူးအမေစီကလည်းဖြစ်နိုင်တယ်တငယ်ချင်းစီကလည်းဖြစ်နိုင်တယ်အကိုရင်းကြီးတွေမောင်နှမတွေလည်းစီလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီနေ့ဖတ်သွားမိမယ်ခေါင်းစဉ်လေးရဲ့နာမည်ကတော့ not today ဆိုပြီးတော့မိသားစုတစု shopping ထွက်တဲ့အကြောင်းလေးကိုဖတ်သွားပေးမှာဖြစ်ပါတယ်သူတို့ဝယ်ချင်တာတွေဝယ်ခွင့်ရမလားဆိုတာကိုပုံမြင်လေးထဲမှာစမ်းပြီးတော့ကြည့်လိုက်ကြရအောင်နော်Not today. Dan and his sister Lucy are with their mother in Mr. Chip's food shop. Let's have a look at the picture. So ပုံလေးကိုကြည့်လိုက်လို့ရှိရင် Dan ဆိုတဲ့ကောင်လေးရဲ့သူ့ညီမလေး Lucy ရဲ့သူတို့နှစ်ယောက်ရဲ့အမေရဲ့ကဘယ်ကိုရောက်နေတာလဲ Yes, correct. Mr. Chips ဆိုတဲ့ဆိုင်နာမည်လေးရှိတဲ့စားတောက်စရာတွေရောင်းတဲ့ဆိုင်လေးကိုရောက်နေတာဖြစ်တယ် So let's read. And now Dan says, Can we have some oranges or some nice red grapes, Mom? What does Dan want? Dan wants some oranges or some nice red grapes. Dan ကလိမ္မော်သီးနဲ့စပစ်သီးအနီရောင်တွေကိုဝယ်လို့ရမလားလို့သူ့မိကိုမေးတယ်သူ့မိကဘာပြန်ပြောလဲ Not today, Dan. We've got a lot of fruit at home. ဒီနေ့တော့မရဘူးတဲ့ဘာလို့လဲအိမ်မှာအသီးအများကြီးရှိသေးတယ် Lucy ကလည်းပြန်ပြောတယ် I love apple pie, Mom. Lucy ကပြောတယ် apple pieပန်းသီးနဲ့လှုပ်ထားတဲ့ကိတ်ကိုသူကကြိုက်တယ်လို့ပြောတာအမအမေကလည်း Me too, but no apple pie today. မေလည်းကြိုက်တယ်ဒါပေမဲ့ဒီနေ့တော့ apple pie မလုပ်ဘူးမရဘူးလို့ပြောလိုက်တယ် And Lucy said it again. Wow, meatballs. Not today, Lucy. အသားလုံးတွေကို Lucy လေးကလိုချင်တယ်အမေကပြန်ပြောတယ် Not today ဒီနေ့မရပါဘူး And Dan tries again. Let's get some tomatoes. ခရမ်းချင်သီးဝယ်ရအောင်မေရေလို့ပြောသူမေကပြန်ပြောလဲ We can't, but let's get some carrots. Dan က tomatoes ခရမ်းချင်သီးလိုချင်တယ်သူရဲ့အမေကဝယ်လို့မရဘူးဘာဝယ်ခိုင်းလဲ carrot ခါချက်ဥဒါမှမဟုတ်မုံလာဥနီကိုဝယ်ခိုင်းတာဖြစ်ပါတယ် What's this? What are these? Look at Mom. သူ့မျိုးကြည့်လိုက်ပါအောင် Their mother is not happy because they brought it anyway. သူ့မိကမဝယ်နဲ့လို့ပြောတဲ့ meatball နဲ့ oranges ကိုသူတို့ကချင်းထဲကိုထည့်လိုက်တာပါအဲကြောင့်မလို့သူတို့ကဘာပြန်ပြောလဲ Sorry, Mom. And next one, they moved to another shop. Lucy and her brother are in Miss Coat's clothes shop. ဒီတစ်ခါတော့သူတို့ကဝတ်စားဆိုင်ကိုရောက်သွားတာပါ I love this watch, said Lucy. And Dan said, Can I have one of these t-shirts? Lucy လေးကနိုင်လိုချင်တယ် Dan က t-shirt လိုချင်တယ် No, Lucy, and no, Dan. Mommy said no. And next one. Oh, look, shorts. They are so cool. Lucy ကပေါင်းမီတိုလေးတွေလိုချင်တယ် Dan ကလည်းလိုချင်ပြန်ရော And can I have those jeans? Jeans ပေါင်းမီလိုချင်တယ် Mommy said no. We can get 2 new white shirts for school. Come on, let's go. ကျောင်းအတွက်ဖြူရောင်ရှပ်နှစ်ထည်ပဲဝယ်လို့ရမယ်ကျွန်တော်မဝယ်တော့ဘူးပြန်မယ် let's go. But anyway, they bought it again. သူ့မေက no လို့ပြောလဲသူတို့ကဝယ်ပြန်ရောဒါကြောင့် What's this? What are these? သူ့မေကကင်ထားတဲ့နာရီတွေ t-shirt တွေ shorts တွေကိုကြည့်ပြီးတော့ What is this? What are these? ဒါတွေဘာတွေလဲလို့မေးတဲ့အချိန်မှာ Dan နဲ့ Lucy ကSorry. ဒါပေမဲ့သူတို့ရခဲ့တယ် Let's move to another one. Dan and Lucy are at their favorite pet shop. ကဲ pet shop ကိုရောက်သွားပြီအိမ်မွေးတိရစ္ဆာန်လေးရှိတဲ့ဆိုင်ကိုရောက်သွားပါတယ် Look, a beautiful green snake. Dan ကပြောလိုက်တယ် Dan ကဘာလေးကိုကြည့်နေရလဲမွေ Green snake. And Mommy said, You can't have a snake, Dan. မွေလို့မရဘူး
And Lucy said, a mouse with a long tail. A mouse in my house? No, Lucy, no. Lucy lega chocolate ko muisine. Mommy said no. A chicken. You get eggs from chicken. A fish. A little fish. Through man one yaw karo. Myanya tray sani ko loji niya babe. Dan lega fish. Nga lego pure like. Lucy lega chicken. Jack lady go pure like me. Through a blue round says I'll listen to amigo. Jack lady go mwing. Uya nine so pure me. Mommy caro. No. Pure through man one yaw ka. Me pulio trade worry. Can we have a donkey then? Donkeys are cool and funny. Me pulio through luchine. Tajam lo me puli yam la lo me at chima. Mommy got no lo pure mla. Chia out. No, they've got a donkey. Thank you, Mom. We love our donkey. Me too. Mommy and they went back home with a donkey and lots of shopping. Everybody, today is a happy day for them. Thank you very much. And now, time for an exercise. Ready? Let's go. So now let's look at 3 peoples. Their names are Dan, Lucy, and Mom. Chero pomine ma pare. Lu 3 ယောက်ကိုပြထားပါတယ်။ဒါဆိုရင်ပစ္စည်းလေးက3မျိုးရှိမယ်။ Tomatoes. Who want tomatoes? Lucy. That's correct. Number 2. Who wants a t-shirt? Dan. That's correct. And next one. Donkey. Who wants donkey? All of them. Dan, Lucy, and Mom wants donkey, and they bought a donkey. Good job, everybody. ဒီနေ့ကတော့ Dan, Lucy နဲ့သူတို့ရဲ့အမေရဲ့ shopping day လေးကိုဖတ်ခဲ့တာဖြစ်ပါတယ်။ခေါင်းစဉ်လေးကတော့ not today ဒါပေမဲ့သူတို့လိုချင်တာတွေအားလုံးကိုဝယ်ခဲ့ပါတယ်ရှင် Hello everyone, welcome back. You did a good job. So, ပုံမြင်လေးလည်းဖတ်ပြီးသွားပြီ။အဲ့ဒီထဲမှာပါတဲ့ exercise လေးလည်းလုပ်ပြီးသွားပြီဖြစ်တဲ့အတွက် Dan, Lucy နဲ့သူတို့နှစ်ယောက်ရဲ့အမေ topic ထွက်ခဲ့တဲ့ not today ဆိုတဲ့ပုံမြင်လေးကိုအားလုံးပဲနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်မှာပုံမြင်သစ်လေးနဲ့တူပြန်လာခဲ့ပါမယ်။ Everyone, stay safe, stay healthy, and bye bye.